ဒါလန်လူ6ယောက်ကိုတပ်ဖြတ်ခဲ့မှုကြောင့်အကျဉ်းထောင်မှာအသက်တစ်သက်လုံးချုပ်နှောင်ခံထားရသူဖြစ်တဲ့တနေ့မွန်းလွဲခါနီမှာသူ့ကိုအကျဉ်းထောင်အုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံဖို့ခေါ်ယူသွားကြပြီးမင်းရဲ့အိမ်မက်ကဘာလဲလို့မေးမြန်းကြတယ်။ဒီလိုမေးခံရတာသူတယောက်တည်းမဟုတ်ပဲအခြားအကျဉ်းသားများကိုလည်းခေါ်ယူပြီးမေးခွန်းတူတူမေးကြတယ်။ဒါပေမဲ့ဒါလန်ရဲ့အဖြေကိုတော့မပြသဘူး။အုပ်ချုပ်ရေးမှူးကသူတို့အားလုံးကိုရွေးချယ်ပြီးအကျဉ်းသားနေရာပြောင်းရွှေ့ရေးစီမံကိန်းတစ်ခုစီလွှဲပြောင်းပေးမယ်လို့ကြေညာတယ်။မကြာခင်မှာပဲအကျဉ်းသားအားလုံးကိုသင်္ဘောပေါ်တင်ပြီးအုပ်စုလိုက်ခွဲကဆဲတွေထဲထည့်ထားကြတယ်။အဘဲရှင်ကတော့သူကခေါင်းဆောင်လိုလုပ်ပြီးကိုယ့်အိယာကိုယူဖို့လူတစ်ယောက်ကိုတောင်တတ်လိုက်တယ်။နောက်ဆုံးမှာသင်္ဘောတကားပိတ်ပြီးထွက်ခွာသွားတဲ့အချိန်အကျဉ်းသားတွေကဒီအရာအားလုံးဟာပင်လယ်ထဲမှာတေးစေဖို့လှည့်စားထားတဲ့အကြံစီလားဆိုပြီးထိတ်လန့်လာကြတယ်။လူတွေရိုက်နှက်တက်ဖြတ်လာကြတဲ့အခါကောင်းကင်ဘုံရဲမှာနေရာမရှိတော့လို့သူတို့လိုလူတွေအတွက်တတိယနေရာတစ်ခုပြင်ဆင်နေတယ်ဆိုတဲ့စကားတွေထွက်လာတယ်။နောက်ပိုင်းမှာတော့လူတိုင်းတဖြည်းဖြည်းတည်ငြိမ်လာပြီးစကားပြောရင်းစားတော့ရင်းခရီးကိုဖြတ်တန်းကြတယ်။ဒါပေမဲ့ခရီးအလယ်မှာစက်တခန်းထဲကအုပ်စုတစုလွတ်မြောက်လာပြီးသူတို့ရဲ့မိတ်ဆွေပဲစင်းကိုရှာဖို့လာကြတယ်။အဘဲရှင်ကပထမမှာညှိနှိုင်းတယ်လို့လုပ်ပြီးနောက်ဆုံးမှာတော့သူတို့ရှာနေတဲ့လူကိုတတ်လိုက်တယ်။ဒါကြောင့်ဆက်နှစ်ဖက်လုံးကအကျဉ်းသားတွေတန်နိုင်ကြားကနေရိုက်နှက်တက်ဖြတ်ကြပြီးအိုလူကြီးစတရီတယောက်ထဲသာနောက်မှနေပြီးဆူတောင်းနေတယ်။တိုက်ခိုက်မှုကကြာမနေပဲအဆောင်တွေလင်းမြန်စွာရောက်လာပြီးတတိပေးပစ်ခတ်ကအိတ်ဆက်စီတဲ့ဓာတ်ငွေပုံပြစ်လွတ်ပြီးအားလုံးကိုမူးဝေအောင်လုပ်လိုက်တယ်။နောက်ဆုံးမှာတော့လူမနေတဲ့ကျွန်းတကျွန်းကိုရောက်လာပြီးအကျဉ်းသားတွေကိုနံပါတ်ပါတဲ့လက်ကောက်တွေဝစ်စီကကမ်းခြေမှာထားခဲ့တယ်။ကမ္ဘာတဝန်းမှာတည်တံမရှိတော့တဲ့အတွက်အကျဉ်းထောင်တွေနေရာမလုံလောက်တော့ပဲရုရှားအစိုးရကဒီကျွန်းကိုဒီစီမံကိန်းအတွက်ပေးထားတာဖြစ်ပြီးနိုင်ငံတကာအဖွဲ့အစည်းတွေကငွေကြေးထောက်ပံ့ထားတာပါ။ယနေ့မှစပြီးအကျဉ်းသားတွေဟာအကာအကွယ်အောက်မှာနေထိုင်ရတဲ့ကိုလိုနီနေထိုင်သူများဖြစ်လာပြီးအသက်ရှင်ဖို့လိုအပ်တာအားလုံးကိုပေးမယ်လို့ပြောကြတယ်။လိုအပ်ချက်ပြောလိုက်ရင်မီးစိမ်းပေါ်လာတာနဲ့လက်ခံထားပြီးဆိုတာဖြစ်တယ်။အဘဲရှင်ကတော့24နာရီလုံးမှတ်တမ်းတင်ထားတာကိုမကျေနပ်လို့ကြောက်ကြီးတစ်လုံးပြစ်ပေါက်ကဆန္ဒပြတယ်။ဒါပေမဲ့အဆောင်တွေကတတိပေးပစ်ခတ်ပြီးပြန်ဆုတ်ခိုင်းလိုက်တယ်။မာတာကတော့လှိုင်းပေါ်ရှိဘူယိုတွေကိုဒီစီမံကိန်းကထွက်ချင်တဲ့အခါနာမည်နဲ့အကြောင်းပြောပြီးလေစီးထွက်နိုင်တယ်လို့ရှင်းပြတယ်။ထွက်ခွာမတိုင်ခင်အဆောင်တွေကတဲပြင်ပေါ်မှာတောတွေပစ်ချထားပြီးလက်ကောက်နံပါတ်နဲ့ကိုက်ညီတယ်လို့ပြောကြတယ်။အကျဉ်းသားတွေကတောတွေကိုလူရက်ကြရင်တိုက်ခိုက်လာကြပြီးဒါလန်နဲ့စစ်ဖာကတော့တောအနားမှာကာကွယ်နေတယ်။အချို့ကတော့တစ်တာတွေထဲကလက်နက်တွေကိုယူပြီးလူအုပ်ကိုတိုက်ခိုက်ကြတယ်။နောက်ဆုံးမှာအလာရဲ့အဖွဲ့ကအခြေအနေကိုထိန်းချုပ်နိုင်ခဲ့ပြီးအလာကကိုယ့်အတွက်အင်ဂျီနဲ့ဖက်နှက်ကောင်းတွေယူပေးပြီးစတဲရိတ်ကိုပါကူညီတယ်။လေစီးပို့ဖို့လူတစ်ယောက်ကိုဖမ်းလိုက်တဲ့အချိန်မှာပဲလူအုပ်ကပြန်လည်တိုက်ခိုက်လာပြီးနောက်ထပ်တိုက်ပွဲကြီးဖြစ်ပွားကလူအများပြားတိတ်ဆုံးသွားတယ်။မော်ရီကကြောက်တုံးနဲ့အလေးကိုတက်လိုက်ပြီးအဘဲရှင်ကထရိုက်ကိုလည်းကြောက်နဲ့တက်လိုက်တယ်။ဘူယိုစီသွားဖို့လှေပေါ်တက်တဲ့လူ3ယောက်ကတော့ပင်လယ်ထဲပြုတ်ကျပြီးရေနစ်တိတ်ဆုံးသွားကြတယ်။ကျန်တဲ့အကျဉ်းသားတွေကတူလောင်ယုံကိုသွားပြီးထောက်ပံ့ပစ္စည်းတွေခွဲဝေကြတယ်။အဘဲရှင်ကတော့တွေ့ရတဲ့ကိရိယာတွေကိုတုံးပြီးလက်ကောက်ကိုအင်အားသုံးဖြုတ်လိုက်တယ်။ဇလန်အစပိုင်းမှာဒါလန်ကလက်ထိုးအားကောင်းသူဖြစ်ပြီးနောက်ပိုင်းမှာကျွန်းတစ်လျှောက်လှည့်လည်လေးလာတယ်။သူပြန်လာတဲ့အချိန်မှာတော့ကြွက်တွေပေါများလာပြီးသူ့အစားအစာနဲ့အိတ်တွေကိုကိုက်စားထားကြတယ်။မိုးရွာလာတဲ့အချိန်စစ်ဖောက်ကဒါလန်ကိုတွေ့ပြီးစကားပြောရင်းဓာတ်ကိုကြိုးစားပေမဲ့ဒီလန်ကတွေ့သွားပြီးပြန်ယူလိုက်တယ်။စစ်ဖောက်ကကို့မှာစားရှိတယ်လို့ပြပြီး6ကမ်းပါးကမခုံဘူးဆိုတာကိုလည်းကြောက်လို့ပဲလို့ပြောတယ်။နှစ်ယောက်အတူကျွန်းကိုဆက်လက်လေးလာကြတယ်။စစ်ဖောက်ကတော့ရေထဲမှာတွေ့တဲ့အမိုက်တွေကိုအသုံးပြုပြီးကိုပျော်ရွှင်အောင်လုပ်နေတယ်။ဒါလန်ကငါးဖမ်းဖို့ကြိုးစားရင်းကြောက်ကြားထဲမှာလေရင်တစင်းရဲ့အစိပ်ပိုင်းကိုတွေ့တယ်။တောင်ပေါ်ကိုနည်းနည်းတက်သွားတဲ့အခါလေရင်တစင်းလုံးကိုတွေ့ရပြီးသူဟာရခင်ကလေရင်မှုဖြစ်ခဲ့တာကြောင့်ပြန်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နည်းနည်းပေါ်လာတယ်။ဒါပေမဲ့လူနှစ်ယောက်ထဲနဲ့တော့လေရင်ကိုရွှေ့ဖို့မဖြစ်နိုင်သေးဘူး။ဒါကနှစ်ယောက်စလုံးအခြေစိုက်စခန်းကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ဘဝကလူတိုင်းအတွက်မလွယ်ကူပါဘူး။အာဇီယန်နဲ့သူ့အဖွဲ့ကအာဏာယူထားပြီးအစားအသောက်တွေကိုထိန်းချုပ်ကစီကံတကြခွဲဝေပေးနေကြတယ်သူတို့ကိုအုပ်ချုပ်ရေးမှုလို့ခေါ်ခိုင်းတဲ့အထိပါသူတို့အဖွဲ့ထဲမပါတဲ့လူတွေကိုတော့စစ်တပ်တန်းများအတွင်းမှာပဲချုပ်ထားပြီးအကျဉ်းထောင်လိုပိတ်ထားတဲ့နေရာလေးထဲမှာလမ်းလျှောက်ခွင့်မဲ့ပေးတယ်။ Astanos ကစောင့်ကြည့်မျှော်စင်ပေါ်ကနေအော်ဟစ်ကြီးကြက်နေပြီးသူတို့ကိုပြန်ဝင်ခိုင်းတယ်နောက်တော့ပြေးခိုင်းတယ်နောက်ဆုံးရောက်တဲ့သူကတက်ပြီးအစားအစာဖြစ်အသုံးပြုခံရမယ်ဆိုလို့ပါ။နောက်ပိုင်းမှာဘီလိန်နဲ့စီပါတို့ကအေးခန်းကိုရောက်သွားပြီးမီးလောင်ထားတဲ့အကျွင်းကြံတွေကိုတွေ့ကြတယ်အချိန်ကြာလမ်းလျှောက်လာရတာကြောင့်ခန္ဓာကိုယ်တွေအေးခဲတော့မလို့ဖြစ်နေကြပြီးအဲ့ဒီအချိန်မှာအတန်တခုကြားလိုက်ရတော့နောက်ဆုံးဖမ်းထားတဲ့အကျဉ်းသားကိုမီးဖုတ်ဖို့အဖွဲ့တစ်ဖွဲ့လာနေတယ်ဆိုတာသိလိုက်ရတယ်။သူကကြောက်တုံးနောက်ွယ်မှာပုံလိုက်ပေမဲ့ဒိုင်လန်ကတော့အပြင်မှာပဲကြံနေသေးတယ်ဒါကြောင့်သူပြန်ထွက်လာပြီးကယ်ဖို့ကြိုးစားပေမဲ့မလင်မြန်ခဲ့ဘူးအဘစီယန်ရဲ့လူတွေကသူတို့ကိုဖမ်းမိသွားကြတယ်။နှစ်ယောက်လုံးကိုအခြေစိုက်စခန်းကိုပြန်ခေါ်သွားပြီးအဘစီယန်ကထောက်ပံ့ရေးပစ္စည်းတွေယူပြီးထွက်ပြေးခဲ့တဲ့အတွက်ဘလို့ပြစ်ပေးမလဲဆိုတာဆုံးဖြတ်ဖို့ကြိုးစားနေတယ်။အဲ့ဒီအချိန်ယာကက်ကတင်းမောပေါ်တိုက်ပွဲတုန်းကသူတို့ဘက်မှာရှိခဲ့တယ်လို့သတိပေးလိုက်တော့ Astanos ကဝင်မရှုပ်ဖို့စော်ကားလိုက်တယ်ယာကက်ကမထိန်နိုင်ပဲသူ့ကိုထိုးလိုက်ပြီးဒါကြောင့်လူအုပ်ကြီးကဝိုင်းထိုးကြတယ်အဆုံးမှာယာကက်ကိုလည်းတန်းလျားရဲပို့လိုက်ကြတယ်။ဒိုင်လန်နဲ့စီပါတို့ပြန်ဝင်ရတဲ့အချိန်မှာဘီလိန်ကအပြင်မှာကြံနေခဲ့ပေမဲ့စီပါကပြန်ထွက်လာပြီးသူ့ကိုဆွဲသွင်းလိုက်တယ်သူတို့အားလုံးကနောက်ဆုံးတစ်ယောက်ကိုဖမ်းပြီးတိုင်းတိုင်းမှာခြိထားတာကိုကြည့်နေရတယ်သူကနောက်ဆုံးဆန္ဒအဖြစ်ရေတစ်ခွက်တောင်းခံတဲ့အခါစီပါကတနာပြီးရေခွက်ကိုနှက်ခမ်းနှာထိပေးလိုက်တယ်ပြီးတော့သူ့ကိုတက်လိုက်ကြတယ်။ညအိမ်မဝင်ခင်သူတို့ကစန့်ကျင်တော်လန်နိုင်မလားဆိုတာဆွေးနွေးကြတယ်ရှာရန်ကသူ့အလုပ်ယုံထဲမှာခိုးယူသူတွေဖမ်းနိုင်မဲ့လျှို့ဝှက်ထောင်ချောက်တစ်ခုတက်ဆင်ထားတယ်လို့ပြောပြီးအားပေးတယ်။နေ့စဉ်လမ်းလျှောက်ပြီးချိန် Astanos ကပြန်ဝင်ခိုင်းပြီးပုံမှန်ဂိမ်းကိုပြန်စခိုင်းတယ်ဒါပေမဲ့လူနှစ်ယောက်ပဲပြေးပြီးကြံတဲ့သူတွေကကြောက်တုံးနဲ့ပစ်ပြီးသူ့ကိုတိတ်ခိုင်းလိုက်ကြတယ်။ဒိုင်လန်ကအဘစီယန်နာတို့သွားပြီးသဘောတူညီချက်တစ်ခုအကြံပြုတယ်သူတို့ကိုပိုစီသွားပြီးအစားအစာတောင်းခိုင်းနိုင်ဖို့တကားဖွင့်ပေးရင်သူနဲ့တူရအပါဝင်လူနှစ်ယောက်လည်းလိုက်သွားမယ်လို့ပါဒါပေမဲ့အဘစီယန်ကသဘောမတူပဲသူတို့အားလုံးကိုတန်းလျားပြန်ဝင်ခိုင်းလိုက်တယ်ယာကက်ကထပ်မံရင်ဆိုင်ဖို့ကြိုးစားရမှာချက်ချင်းအသက်ခံရပြီးအဘစီယန်ကဂိမ်းပြန်စမယ်လို့ကြေညာလိုက်တယ်။အာဇီယန်ရဲ့လူတွေလက်နက်တပ်ဆင်ထားတာကြောင့်တိုက်ခိုက်တာကအလွန်အန္တရာယ်ကြီးလို့သူတို့အားလုံးတန်းလျားကိုပြန်ပြေးသွားကြတယ်။
တစ်ဖက်မှာပင်လယ်ထဲမှာလှေပေါ်ကလူတစ်ယောက်ပြုတ်ကျသွားပေမဲ့အချိန်မီဖမ်းပြီးပြန်ဆွဲတင်နိုင်ခဲ့တယ်တိုလျာကပွေကိုရောက်ပြီးအကူအညီတောင်းပေမဲ့အဲ့ဒါကပြက်နေပြီးသူ့ကိရိယာတွေတောင်မကူညီနိုင်ခဲ့ဘူးကန်းကိုပြန်ရောက်တော့နိုင်လန်ကအစားအစာလာနေပြီလို့ပြောပေမဲ့အဘစီယန်ကမယုံဘူးဒါပေမဲ့အိုဘစီယန်ကလက်တွေဖြန့်ပြီးလှုပ်ရှားတာကြောင့်အဘစီယန်အာယုံပြတ်သွားပြီးသူ့ကိုလေဘင်းကဖမ်းလိုက်တယ်အဲ့ဒီအချိန်ကိုအခွင့်အရေးယူပြီးတိုလျာကနောက်ကနေတိုက်ခိုက်ကအဘစီယန်ကိုတတ်လိုက်တယ်အမီဘက်နဲ့ Aristinov တို့ကလည်းကျန်တဲ့သူတွေကိုတတ်ပစ်လိုက်ကြပြီး Astinos ကထွက်ပြေးသွားတာကိုကြည့်နေခဲ့ကြတယ်သူတို့ကိုအစားတောက်တွေရောက်ဖို့ရဲနေနဲ့စောင့်ရအောင်မယ်လို့ပြောလိုက်ပါဒါပေမဲ့တယောက်ကိုတယောက်အစားဖြစ်စားစရာမလိုတော့တဲ့အတွက်လူတိုင်းစိတ်အေးထားပြီးပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်ဒါအပြင်လေရင်ကိုသွားပြီးကဲတင်ဖို့အဖွဲ့တစ်ဖွဲ့ကိုလည်းလွတ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာပဲစစ်ဖကကြားဖြတ်ဝင်နှောက်ယှက်ပြီးဂျိုတုမရှိဘူးလို့ပြောဆိုပါတယ်သူကတဲပေါ်မှာဇော်အချက်ပြစာသားရေးပြီးလေရင်စီကိုဘုံသုံးလုံးနဲ့ပစ်ဖောက်ပြပါတယ်သူပြောတာအမှန်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါလူတွေရဲ့စိတ်သက်တွေပြန်တက်ကြွလာကြပါတယ်အားလုံးဝိုင်းဝန်းပြီးလေရင်ကိုတဲရလွယ်အောင်အစိတ်စိတ်မုံမဖြုတ်ကြပြီးစခန်းစီကိုပြန်တဲလာခဲ့ကြပါတယ်နောက်ဆုံးမှာတော့မာတာဟာအဆောင်ချက်တွေနဲ့တူကျွန်းပေါ်ကိုရောက်လာပါတယ်သူတို့ကလူတွေကိုအနာမကတ်နိုင်အောင်အစိတ်ငွေတွေတုံးခဲ့ပေမဲ့ဘီလိန်ကိုတော့သူမနဲ့စကားပြောခွင့်ပေးလိုက်ပါတယ်သူတို့တောင်းဆိုထားတဲ့ပစ္စည်းစည်းရင်းကိုဆွေးနွေးကြတဲ့အခါသူမကဘာလို့တန်းငွေတွေတောင်းရတာလဲဆိုပြီးဇဝေဇဝါဖြစ်နေပါတယ်သူကတော့ဒါဟာမိဆက်တွေအတွက်ပါလို့ညာပြောလိုက်ပါတယ်ဒီဒေတာမှာငားလည်းမရှိတာကြောင့်သူကထပ်ပြီးလိမ့်ညာပြန်ပါတယ်သူတို့ဟာကင်းချေများလို့တရဝါတွေကိုစားပြီးအသက်ဆက်နေရတာပါလို့ပြောတဲ့အခါသူမတော်တော်လေးအံ့အားသင့်သွားပါတယ်သူ့မှာကိုပိုင်တောင်းဆိုချက်တစ်ခုတောင်းပိုင်ခွင့်ရှိတာကြောင့်စာရွက်အချို့ကိုသူမစီပေးပြီးအဖွဲ့သားတွေကိုကောင်းကောင်းထောက်ပံ့ပေးဖို့တောင်းဆိုပါတယ်ဒီလိန်နဲ့သူ့လူတွေဟာကိုထောင်ထဲမှာဝတ်ထားတဲ့လေရင်ကိုတန်းငွေနဲ့စမ်းသက်ကြည့်ရမှာအောင်မြင်မြင်အလုပ်လုပ်တာကိုတွေ့ရပါတယ်အမေရိကန်အကျဉ်းသားအသစ်တွေရောက်လာတာကိုသူတို့စောင့်ကြည့်နေကြပါတယ်အဲ့ဒီအကျဉ်းသားတွေထဲမှာလည်းခေါင်းဆောင်တစ်ယောက်ပါလာပါတယ်ခန္ဓာကိုယ်ထွားချိုင်းချိုင်းနဲ့အဲ့ဒီလူကိုတာလန်ကလက်ဆွဲနှုတ်ဆက်ဖို့ကြိုးစားပေမဲ့အဲ့ဒီလူကလက်မခံတဲ့အပြင်တာလန်ကိုပါထိုးကျိတ်လိုက်ပါတယ်ဒါကြောင့်နှစ်ဖက်စလုံးပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတော့တယ်တိုက်ပွဲကအရန်ရက်ဆက်ပြီးတယောက်ကိုတယောက်တေချောင်းကြံဖို့ဝင်မလေးကြပါဘူးအမေရိကန်တယောက်ကသူတို့နောက်ကိုလိုက်လာပေမဲ့ထောင်ရထောင်ထားတဲ့ထောင်ချောက်ထဲမိပြီးချက်ချင်းတေဆုံးသွားပါတယ်ရရှနဘကလည်းအမေရိကန်ခေါင်းဆောင်ကိုရင်ဆိုင်ပေမဲ့အင်အားချင်းမမျှပဲအရေးနှိမ့်နေပါတယ်ဒါပေမဲ့သူအသက်မခံရခင်မှာပဲအမေရိကကြားဖြတ်ဝင်တိုက်ပြီးလူကောင်ကြီးအမေရိကန်ကိုတတ်လိုက်ပါတယ်ပတ်ဝန်းကျင်ကအဆောက်အဦတွေမီးလောင်နေတာကိုစီမံကိန်းအကြီးအကဲတွေကစောင့်ကြည့်နေကြပါတယ်အကဗဟိုရုံးကိုဖုံးဆက်ပါတယ်ဗဟိုကနေ Connect Iceland ကိုကျင့်သုံးဖို့အမိန့်ပေးလိုက်တာကြောင့်ကျုံးပေါ်ကိုအဆောင်တွေထက်ရောက်လာပြီးကြံနေတဲ့အကျဉ်းသားအလုံးကိုပြစ်တက်ပါတော့တယ်မာတကတော့တောင်းရေးထားတဲ့စာတွေကိုမီးရှို့ဖျက်ဆီးလိုက်ပါတယ်အဟုတ်ကိုထောင်ထဲမှာပုံနေတဲ့သူအချို့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်ဘယ်လင်တွေတို့ဟာလေရင်ကိုအပြင်ထုတ်ပြီးထွက်ခွာဖို့ပြင်ကြပါတယ်ဒါပေမဲ့လေရင်ပေါ်တက်ခါနီးမှာစဖာကသူတို့ကိုနှုတ်ဆက်ပြီးတောင်ကုန်းပေါ်ကနေပင်လယ်ထဲကိုခုန်ချလိုက်ပါတယ်သူဟာတေးမာကိုမကြောက်တော့ပါဘူးကျန်တဲ့၃ယောက်ကတော့လေရင်ပေါ်တက်ပြီးဒါလန်ကဘေးကင်းအောင်မောင်းထွက်နိုင်ခဲ့ပါတယ်